ဒီလူမျိုးစုဟာအရန်ကုန်မှာစိတ်ဝင်စားစရာကောင်းပါတယ်အကြောင်းကတော့သူတို့ရဲ့ရိုးရာဓလေ့ကြောင်းပါသူတို့လူမျိုးစုတွေမှာတည်သွားတဲ့သူတွေကိုတကြိုတာမျိုးတွေမလုပ်ကြပဲရော့အလောင်းတွေဖြစ်နှစ်တွေကြာအောင်ထိမ့်သိမ်းထားကြပါတယ်ဒီလူမျိုးစုကတော့အင်ဒိုနီးရှားရဲ့ဆူလိုဝစီကျွန်းဒေသတွေမှာနေထိုင်ကြတဲ့ထူရဂျယ်လူမျိုးစုပဲဖြစ်ပါတယ်ထူရဂျယ်လူမျိုးစုဟာတည်ဆုံခြင်းဆိုတာရှင်းမပြီးဆုံးသေးတဲ့ခရီးတစ်ခုလို့ယုံကြည်ထားကြပါတယ်လူတယောက်တည်ဆုံသွားရင်ထူမာခူလာဖျားနေသူလို့ခေါ်ဆိုကြပြီးအလောင်းမပုတ်ရအောင်တရွက်6တတိခွန်တွေဖိုးဆက်ထားတဲ့သဘောရင်မျိုးစည်းမျိုးတွေနဲ့နှစ်အတော်ကြာအောင်ကြောက်ကူတွေမှာတင်ထားကြပါတယ်နောက်ပြီးနှစ်အနည်းငယ်အကြာမှာမာနီနီဆိုတဲ့အလောင်းပြန်ထုတ်တဲ့အခမ်းအနားကိုလည်းလုပ်တတ်ကြပါသေးတယ်ဒီအခမ်းအနားမှာမိသားစုဝင်တွေကအလောင်းကိုတန်းရှင်းရေးလုပ်ပေးတာအင်ကြီးအဝတ်စားလေးပေးတာဓာတ်ပုံအတူရိုက်တာတို့လုပ်ကြပြီးကြောက်ကူသေးကိုပြန်သိမ်းထားလိုက်ကြပါတယ်ခုလိုမာနီနီအခမ်းအနားကိုတော့အဓိကဇာပနာအခမ်းအနားကြီးရဘူဆိုလိုပွဲမြောက်ခံအထိလုပ်ပေးကြတာဖြစ်ပါတယ်အဓိကဇာပနာပွဲကြီးရောက်ဖို့ဆိုတာကလည်းအချိန်တစ်ခုမှမူတည်နေတာဖြစ်ပြီးအကြောင်းကတော့အဓိကဇာပနာပွဲကြီးအတွက်ငွေကျွေးနဲ့မိသားစုဝင်တွေကိုစုစည်းရတဲ့ကြောင်းပါထူရဂျယ်လူမျိုးစုရဲ့အဓိကဇာပနာပွဲကြီးမှာကျွေးများစွာတက်ပူဆိုသလိုကျွေးရွေတက်ဟာလေလူတရဲ့အဆင့်တန်းကိုဖိုကျူးတာဖြစ်ပြီးကောင်းမွန်တဲ့ဘဝကိုပို့ဆောင်ပေးလို့လည်းယုံကြည်ထားကြပါတယ်ဒီတလစ်ရိုးရာဟာထူရဂျယ်လူမျိုးစုရဲ့လွန်ခဲ့တဲ့နှစ်ပေါင်း1000လောက်ကလေးကထိမ့်သိမ်းလာခဲ့ကြတာဖြစ်ပြီးအခုအချိန်မှာအများစုကခရီးယန်ဘာသာကိုကိုးဝေကြပေမဲ့သူတို့ရဲ့ရိုးရာဓလေ့ကိုတော့လက်ဆင့်ကမ်းထိမ့်သိမ်းထားကြပါသေးတယ်ဒါကတော့ထူရဂျယ်လူမျိုးစုရဲ့စိတ်ဝင်စားစရာကောင်းတဲ့ဓလေ့တစ်ခုအကြောင်းပဲဖြစ်ပါတယ်အခုလိုထူဆန်းပြီးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာလေးတွေကိုအမြဲကြည့်ရှုရဖို့ကျွန်တော်ရဲ့ channel လေးကို like နဲ့ subscribe လေးလုပ်ပေးသွားဖို့တောင်းဆိုချင်ပါတယ်အဆုံးလေးကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ကျွန်တော်ကတော့ခေးနိုင်ပါ